ဒီဂျပန်လူမျိုးကတော့အုံနောက်ဆေးပြီးမိမ10ယောက်ကျော်အထိတောင်ယူနိုင်ခဲ့ပါတယ်ဟုတ်ပါတယ်ဒီဗီဒီယိုမှာကတော့အုံနောက်ဆေးပြီးတော့မိမ10ယောက်ကိုသူ့အိမ်ထဲခေါ်ပြီးလင်မယားအဖြစ်နဲ့ပေါင်းတင်ခဲ့တဲ့ဘေဒင်ဆီယာဟီရိုဟီတိုရှီဘိုယာဆိုတဲ့ထူးဆန်းတဲ့လူကြီးတယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါသူပေါင်းတင်ခဲ့တဲ့မိမတွေတဲကအချို့ဟာတရားဝင်လက်ထပ်ထားတာဖြစ်ပြီးအခြားတချို့ကတော့အကျဉ်းလင်မယားအဖြစ်နဲ့သာတည်ရှိနေခဲ့တာပါဟီရိုဟီတိုရှီဘိုယာဆိုတဲ့ဒီဘေဒင်ဆီယာဟာဂျပန်နိုင်ငံမှာဗိုဒီမော့လို့နာမည်ကျော်နေခဲ့တာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်း Harry Potter ဇာတ်လမ်းထဲမှာပါတဲ့ Voldemort ကမော်အတက်ပညာတွေနဲ့အင်မတန်ကိုမှကောက်ကျစ်ရုံမှသူတယောက်ပါ။နောက်ဒီဂျပန်လူမျိုးရဲ့မျက်နှာဟာလည်းရုတ်တရက်ကြည့်လိုက်ရင် Voldemort နဲ့တူနေတာကြောင့်သူ့ကိုအားလုံးကဂျပန် Voldemort ဆိုပြီးခေါ်ဝေါ်ခဲ့ကြတာပါ။2006ခုနှစ်မှာဂျပန်ရဲတွေကအမျိုးသမီးတူရဲ့တိုင်ကြားချက်တစ်ခုကိုရရှိခဲ့ပါတယ်။ဒီအမျိုးသမီးကဟီရိုရှီတိုစီမှာဘေရင်မင်းရင်သူ့အသက်အန္တရာယ်ကိုချိန်ချောက်ခံလိုက်ရတဲ့အတွက်ရဲတွေစီမှာအကူအညီတောင်းခဲ့တာပါ။ဒီကဂျပန်ရဲတွေကဟီရိုဟီတိုရှီဘိုယာရဲ့အိမ်ကိုဝင်ရောက်စီးနင်းခဲ့ပြီးစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့မတင်မှတ်ထားတဲ့အဖြစ်အပျက်တွေကိုတွေ့ရှိခဲ့ရပါတယ်။အိမ်ထဲမှာဟီရိုဟီတိုတယောက်တည်းမဟုတ်ပဲသူ့ဇနီး10ယောက်နဲ့အတူနေခဲ့တာကိုရဲတွေသိလိုက်ရပါတယ်။အထူးသဖြင့်မိန်းမ10ယောက်အထိယူထားတဲ့ဖြစ်ရက်ကြီးကအားလုံးကိုအံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ဂျပန်မှာတော့မိန်းမများများယူတာကိုဥပဒေနဲ့တားမြစ်ထားတာပါ။ဟီရိုဟီတိုကတော့တရားဥပဒေကိုချိုးဖောက်လို့ဖမ်းဆီးခံလိုက်ရပါတယ်။ဟီရိုဟီတိုရှီဘိုယာဟာလူတွေကြားထဲမှာတော့ဘေဒင်ဆီယာအဖြစ်နာမည်ကျော်ခဲ့ပေမဲ့ရဲတွေကသူ့ကိုအလုတ်လက်မဲ့သူတူဖြစ်နေတာဖော်ပြခဲ့ပါတယ်။သူကအိမ်ထဲမှာအချိန်ကုန်မြန်နေပြီးယူထားတဲ့မိန်းမတွေကတကယ်တမ်းသူ့ကိုစောင့်ရှောက်ခြင်းမွေးနေကြတာဖြစ်တယ်လို့လည်းဝန်ခံခဲ့ပါတယ်။2012ခုနှစ်မှာဟီရိုဟီတိုကထောင်ကပြန်လွတ်လာပြီးသူ့ရဲ့ဇနီးတွေနဲ့ပြန်လည်ပေါင်းဖက်ခဲ့ကြပါတယ်။လူတွေကသူတို့ကိုမေးလျော့သွားချိန်2020ခုနှစ်ဒီဇင်ဘာလမှာပြန်ပေါ်လာခဲ့ပြီးဟီရိုဟီတိုရဲ့ဇနီးဟောင်းချီယာကီကအသက်မပြည့်သေးတဲ့မိန်းကလေးတဦးကိုဈေးဝယ်စင်တာတစ်ခုကနေဘေဒင်ဟောပေးမယ်ပြောပြီးအိမ်ထဲကိုလိန်ခေါ်လာခဲ့ပါတယ်။ကလေးမလေးကလည်းငယ်သေးတဲ့အတွက်ဟီရိုဟီတိုရဲ့ဇနီးနောက်ကိုလိုက်ပါသွားပါတယ်။အိမ်ကိုရောက်တဲ့အချိန်မှာတော့ကလေးမလေးကိုဂျိုသားဗီဒီယိုတွေကြည့်စေခဲ့တဲ့အပြင်သူတို့ရဲ့အတူလာမနေရင်ဂျိုသားတွေကလာရောက်တိုက်ခိုက်လိုက်မယ်ဆိုပြီးတော့အုံနောက်ဈေးသလိုမျိုးဒရဇက်ပြောဆိုခဲ့ပါတယ်။အဲဒီနောက်လူအလစ်မှာကလေးမလေးကအိမ်ထဲကနေလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပြီးတော့အိမ်ကိုအမြန်ပြန်ပြီးမိသားစုနဲ့အတူရဲစခန်းကိုတွားတိုင်လိုက်ပါတယ်ဒီလိုနဲ့ဂျပန်ရဲတွေကဟီရိုဟီတိုတို့ကိုဝင်ရောက်ဖမ်းဆီးပြန်ခဲ့ပါတယ်။ဟီရိုဟီတိုရှီဘူယာနဲ့ချီယာကီတို့ကအသက်မပြည့်သေးတဲ့မိန်းကလေးအပေါ်အန်နယ်ဖြစ်စေခဲ့တဲ့အတွက်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ဟီရိုဟီတိုရဲ့အုံနောက်ဆေးမှုကြောင့်ဒီအဖြစ်အပျက်ဟာဂျပန်နိုင်ငံအတွင်းသာမကပဲတကမ္ဘာလုံးမှာပါကြော်ကြားသွားခဲ့တာပါ။တကယ်တော့လူသားတွေဆိုတာကရီမန်းချက်တွေကိုစီရှိကြပါတယ်။တချို့ကတော့ကိုယ့်ရဲ့ရီမန်းချက်တွေပြည့်စုံသွားပေမဲ့တချို့လူတွေကတော့ရီမန်းချက်တွေကိုပြည့်စုံလာဖို့ခက်ခဲနေသေးပါ။ဒီလိုပဲဟီရိုဟီတိုရှီဘိုယာဆိုတဲ့လူစီမှာလည်းရီမန်းချက်ကြီးတစ်ခုကရှိနေခဲ့တာပါအဲ့ဒါကတော့သူငယ်စဉ်ကတည်းကကြီးလာလို့ရှိရင်မိသားစုအကြီးကြီးတစ်ခုနဲ့နေထိုင်ကျင်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မဲသူကမိန်းမတွေအများကြီးကိုယူပြီးတော့မိသားစုအကြီးကြီးတစ်ခုကိုတည်ထောင်ခဲ့တာပါအဲ့ဒီမိန်းမတွေအားလုံးကလည်းတင်းတင်းမြတ်မြတ်နေနိုင်တာကအင်မတန်ကိုတော့စိတ်ဝင်စားစရာကောင်းပါတယ်သူတို့ဖမ်းဆီးပြီးနောက်ပိုင်းထောင်နဲ့ဘယ်နှစ်ချမှတ်လိုက်တယ်ဆိုတဲ့သတင်းတွေကတော့မထွက်လာသေးပါဘူးပရိသတ်တို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်ကကွန်မန့်လေးမှာလွတ်လပ်စွာဝင်ရောက်ရေးသားသွားနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်